ကျွန်တော်ဟာအိမ်ရှိမှာထိုင်နေတော့မထင်မှတ်ပဲဂိုင်းစတာချင်းချင်းပြစ်ခတ်တိုက်ခိုက်ကြတဲ့ဖြစ်ရတစ်ခုနဲ့ကြုံလိုက်ရပါတယ်။အဲ့ဒီမှာတနက်နဲ့ပြစ်လိုက်တဲ့သူကတော့ကျွန်တော်ငငယ်ကလေးကအားကျခဲ့ရတဲ့ဂိုင်းကောင်းဆောင်ဆန်နီစာနီပဲဖြစ်ပါတယ်။သူကကျွန်တော်ကိုမြင်သွားပေမဲ့ဘာမှမလုပ်ခဲ့ပါဘူး။ရဲတွေရောက်လာပြီးတရက်ခန့်ကိုခွဲခြားခိုင်းတဲ့အခါလူသက်သမားဟာဆန်နီမန်းကျွန်တော်ရောလူတိုင်းမှာသိနေကြပေမဲ့ကျွန်တော်ကတော့ခေါင်းခါပြီးမသိဘူးလို့ပဲပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလှုပ်ဝက်ချက်တစ်ခုကိုစောင့်ရှောက်ပေးလိုက်ရတဲ့သူရဲကောင်းတယောက်လိုကျွန်တော်ခံစားမိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်အဖေကတော့မင်းဟာလူဆိုးတယောက်ကိုမကောင်းမှုလုပ်ဖို့ကူညီပေးလိုက်တာပဲလို့ပြောခဲ့ပါတယ်။အသက်9နှစ်အရွယ်ကျွန်တော်ကတော့ဒါကိုနားမလည်နိုင်ခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီးဆန်နီကကျွန်တော်ကိုမှတ်မိသွားပြီးနှုတ်ဆက်တာတွေလုပ်လာတယ်လို့ကျွန်တော်အဖေကလည်းလစာကောင်းကောင်းနဲ့အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ယူသားဖြောက်မှတ်တဲ့ကျွန်တော်အဖေကတော့ဒါကိုညှင်းပယ်ခဲ့ပါတယ်။ကျွန်တော်ကတော့ဆန်နီကိုဆက်ပြီးအားကျနေမိတာကြောင့်သူ့နောက်ကိုတိတ်တဆိတ်လိုက်တာခိုင်းတာလုပ်ပေးတာတွေကနေတဆင့်သူ့ရဲ့မွေးစားသားလိုဖြစ်လာခဲ့ပါတယ်။အဖေကဒါကိုသိသွားတဲ့အခါအရန်တော်သားထွက်ပြီးကျွန်တော်ကိုဘာထဲကနေဆွဲထုတ်ခဲ့ပါတယ်။ဆန်နီမျက်နှာကိုပတ်စံနဲ့ပစ်ပေါက်ပြီးကျွန်တော်နာကိုမကပ်ဖို့တတိပေးခဲ့ပါတယ်။တကယ်လေးစားမှုဆိုတာစူးစမ်းအားထုတ်တဲ့သူတွေပဲရတာလို့အဖေကတင်ပေးခဲ့ပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်ကတော့လူတိုင်းကြောက်ရတဲ့ဆန်နီလိုလူမျိုးဟာမှယောက်ျားစစ်လိုထင်နေခဲ့တာပါ။ဒီလိုနဲ့ကျွန်တော်ဟာလုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့အဖေနှစ်ယောက်ရဲ့တုန်တင်မှုအောက်မှာကြီးပြင်းလာခဲ့ပါတယ်။ကျွန်တော်ပတ်စံ20တယောက်လို့စိတ်မကောင်းဖြစ်နေချိန်မှာဆန်နီကပတ်စံနေငယ်နဲ့တငယ်ချင်းအတူအစ်စ်ကိုခွဲခြားနိုင်တာတတ်ပါတယ်လို့တင်ပေးခဲ့ပါတယ်။ကျွန်တော်မင်းကလေးတယောက်ကိုချစ်မိတဲ့အခါမှာလဲသူ့ကားကိုငှားပေးပြီးအဲ့ဒီမင်းကလေးရဲ့စိတ်ရင်းကိုဘယ်လိုစမ်းသပ်ရမလဲဆိုတာတင်ပေးခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေကလူမဲတွေကိုအကြောင်းမဲ့လိုက်ရိုက်နေတဲ့အခါမှာတော့အဖေတင်ပေးခဲ့တဲ့အမှားအမှန်ခွဲခြားတတ်တဲ့စိတ်ကကျွန်တော်ခေါင်းထဲမှာပစ်တင်ထက်လာပြီးသူတို့ကိုတားဆီးခဲ့ပါတယ်။လမ်းကြီးကအမှားအမှန်တွေဟာကျွန်တော်ထင်တာထက်ပိုပြီးရှုပ်ထွေးပါတယ်။အဲ့ဒီပဋိပက္ခကြောင့်ကျွန်တော်ချစ်တဲ့မင်းကလေးကကျွန်တော်ကိုအထင်လွဲသွားတယ်လို့ကျွန်တော်ပြန်ပေးလိုက်တဲ့ကားထဲမှာဘုံတစ်လုံးပါသွားတာကြောင့်ဆန်နီကကျွန်တော်သူ့ကိုတက်ဖို့ကြိုးစားတယ်လို့တောင်တန်တရားဝင်သွားပါတယ်။ကျွန်တော်လက်စိတ်ပြက်လက်ပြက်နဲ့တငယ်ချင်းတွေရဲ့ကားပေါ်တက်လိုက်တဲ့အခါကားထဲမှာလူမဲတွေကိုလက်စားချိဖို့အတွက်လက်လုံပုံးတွေအတိပါနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လမ်းစုံတစ်ခုမှာဆန်နီရုတ်တရက်ပေါ်လာပြီးကျွန်တော်ကိုကားပေါ်ကနေအတင်းဆွဲထုတ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာကျွန်တော်ချစ်တဲ့မင်းကလေးနဲ့အထင်လွဲတာတွေပြေလည်သွားခဲ့ပေမဲ့ကျွန်တော်တငယ်ချင်းတွေကတော့သူတို့ရဲ့ယူသွမှုကြောင့်အသက်ပေးလိုက်ရပါတယ်။ဆန်နီဟာကျွန်တော်အသက်ကိုကယ်တင်ပေးခဲ့တာပါ။ကျွန်တော်သူ့ကိုကျေးဇူးတင်စကားပြောဖို့သွားတဲ့အချိန်မှာပဲတယောက်ကဆန်နီနာကိုချင်းကပ်လာတာတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆန်နီတက်ခဲ့တဲ့သူရဲ့သားပဲဖြစ်ပါတယ်။ဆန်နီရဲ့ဇာပနာမှာတော့သူ့ဘေးနားမှာအမျက်ရှိနေတတ်တဲ့သူတွေကဘာမှမဖြစ်ခဲ့သလိုရေရေမောမောနဲ့စကားပြောနေကြပါတယ်။ဒါပေမဲ့ကျွန်တော်ကိုအံ့ဩသွားစေတာကတော့ကျွန်တော်အဖေရောက်လာတာပါပဲ။ဆန်နီနဲ့ဘယ်တော့မှအဆင်မပြေခဲ့တဲ့အဖေဟာဆန်နီကိုနောက်ဆုံးအနေနဲ့လာရောက်လေးပြူပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှကျွန်တော်နားလည်သွားပါတော့တယ်။မင်းကိုကြောက်တဲ့သူတွေကမင်းကိုအမျက်မေ့သွားကြလိမ့်မယ်။ဒါပေမဲ့မင်းကိုချစ်ပြီးလေးစားတဲ့သူတွေကတော့မင်းကိုသူတို့ရဲ့နှလုံးသားထဲမှာထာဝရသိမ်းဆည်းထားကြလိမ့်မယ်ဆိုတာပါပဲ။